ဖះကြွလာတယ်ဆိုပြီးတော့ဖះစီတရားနာဖို့ဆိုရောက်လာကြတာပရိသတ်တွေအများကြီးပဲရောက်လာကြတဲ့အခါမှာမြတ်စွာဘုရားကလာရင်းကလည်းမရဏတတိပွားဖို့3နှစ်လောက်ကဟောခဲ့တာတကယ်ပွားနေတာဒီကလေးမလေးတယောက်ပဲအဲ့ဒီကလေးမလေးဟာအသိဉာဏ်နဲ့ရင့်ကျက်နေတာဖြစ်လို့ရှေ့ဆက်ပြီးမြတ်စွာဘုရားလမ်းညွှန်မှုပေးချင်တာဒါကြောင့်မို့ကြွလာတာအဲ့ဒီကလေးမလေးက16နှစ်အရွယ်ရောက်ပြီးအဲ့ဒီနေ့မှာသူ့အဖေကမှားထားတယ်ရောက်လုံးလို့ခေါ်လုံးလို့ခေါ်ပေါ့ချီရက်ကန်းသမားတွေတုံးတဲ့ချီငင်ထားတဲ့ချီနဲ့ရစ်ထားတဲ့ဟာလေးရောက်လုံးလေးဒညင်းလုံးလေးအဲ့ဒါလေးကိုသမီးငါးစီစောစောပို့လိုက်သူများအပ်ထားတဲ့အထက်ဒီကနေ့ငါအပြီးရမယ်လို့ရောက်လုံးလေးရောက်ပြီးတော့သို့မဟုတ်လွန်ပြန်လေးလွန်ကလေးကိုချီရစ်ပြီးတော့ငါးစီကိုမြန်ပို့လိုက်လို့ဆိုပြီးမှားသွားတာသူကလည်းတရားနာချင်တယ်အဖေမခိုင်းတာလို့ရင်လည်းအမှန်ခံရအရိုက်ခံရမှာကြောက်တယ်ဒါကြောင့်မို့စောစောစီစီထပြီးတော့ရောက်လုံးကလေးကိုခါတယ်သူမှားထားတဲ့ဟာရအောင်ချင်းငင်တဲ့အလုပ်ကိုလုပ်ပြီးတောင်းလေးတဲ့ထက်သူ့အဖေစီပို့မယ်ဆိုပြီးတော့လမ်းရောက်တဲ့အခါကျတော့မြို့ထဲမှာမြတ်စွာဘုရားကတရားဟောမလို့စောင့်နေတာပိဋကကြီးကလည်းရှိနေသို့တော့ဒီကလေးမလေးမလာသေးလို့မြတ်စွာဘုရားကဘာစကားမှမပြောသေးဘူးငြိမ်နေတာဒီကလေးမလေးကနည်းနည်းလေးနောက်ကျပြီးတော့ရောက်လာတော့တရားနာပြီးမှပဲတော်တော့မယ်အဖေကရိုက်မန်းငါတော့တရားမနာပဲတော့မနေဘူးတရားနာအောင်မယ်ဆိုပြီးတော့သူ့အဖေရိုက်ချင်တယ်ရိုက်ပါစေဆိုတဲ့စိတ်ဓာတ်နဲ့ဝင်ပြီးတော့နောက်ဆုံးမှာပရိသတ်အစွန်မှာဝင်ပြီးတရားနာတာလေသူလာတော့မှမြတ်စွာဘုရားတရားစဟောမြတ်စွာဘုရားကသူ့ကိုလှမ်းကြည့်လိုက်တာကြည့်လိုက်တဲ့သင်္ကေတနဲ့ပဲသူကသိတယ်ဖះစီကိုသွားဖို့အဲ့ဒီရောက်လုံးတောင်းလေးချထားခဲ့ပြီးတော့ဒီပရိသတ်လာတဲ့မြတ်စွာဘုရားကြွတဲ့လမ်းကြောင်းအတိုင်းသူကဖះနာနီးအနီးရောက်လာအောင်သူဝင်လာခဲ့တယ်ဝင်လာခြင်းမြတ်စွာဘုရားကသူ့ကိုမေးတယ်ဘယ်လာတာလဲလို့မေးလိုက်သူကမရဏတတိကိုတရက်မပြတ်ပွားထားတာဆိုတော့မြတ်စွာဘုရားသင်ထားတာတွေသူအကုန်သိနော်သိခြင်းတရားနဲ့ပတ်သက်ပြီးအကုန်သိနေဘယ်လာတာလဲလို့မေးတဲ့အခါမသိပါဘုရားတဲ့ရှောက်တယ်ဘယ်သွားမလို့လဲလို့ဆိုတော့လေမသိပါဘုရားလို့ရှောက်တယ်မသိဘူးလားလို့ဆိုတော့သိပါတယ်ဘုရားသိကောသိရလားလို့ဆိုမသိပါဘုရားလို့ရှောက်ဟောပရိသတ်ကဒီကောင်မလေးဘုရားနဲ့ဘာတွေလာပြောနေတာလဲကျန်တဲ့လူတွေအတိတ်ပဲနားမလဲဘူးဘာလို့လဲဆိုရင်ဘုရား3နှစ်လောက်ကဟောခဲ့တဲ့တရားမေ့ပလိုက်ပြီလေသူကတော့မမေ့ဘူးအဲ့တော့လူတွေကတိုးနဲ့ပြောလာပြီးအတန်ကလေးတွေထွက်လာကြတယ်ဒီကောင်မလေးယူနေတာလားမသိဘူးနော်ဘယ်ကလာတာတော့ဆိုအိမ်ကလာတာပြောတာမဟုတ်ဘဲနဲ့မသိပါဘုရားပြောဘုရားနဲ့ဂျုပ်လုံနေတယ်ထင်နေတာသူတို့ကနော်ဘယ်သွားမလို့တော့ဆိုရက်ကန်းယုံသွားမလို့ဖြေရမှာဘယ်နဲ့ကြောင့်မသိပါဘုရားဖြေတာမသိဘူးလားလို့မေးတဲ့အခါကျသိပါတယ်သိရလားလို့ဆိုမသိပါဘုရားကြံတဲ့လူတွေကသဘောမပေါက်ဘူးအဲ့တော့မြတ်စွာဘုရားကသူ့ရဲ့အရေးချင်းကိုဖော်ပြလို့ကဲစကားအဓိပ္ပာယ်ကိုရှင်းမအောင်ငါကဘယ်ကလာတာတုံးလို့ဆိုတော့မေးတော့ဘာဖြစ်လို့မသိပါဘုရားလို့လျှောက်ထားလဲလို့ဆိုသူကရှင်းတယ်အဲ့ကြတော့မြတ်စွာဘုရားပဲတဲ့တပည့်တော်အိမ်ကလာတယ်ဆိုတာအရှင်ဘုရားသိတာပေါ့တဲ့ရှင်ဘုရားမေးလို့ရင်းကလွန်ခဲ့တဲ့3နှစ်လောက်ကဟောထားခဲ့တဲ့တရားလူတွေဟာဘဝတစ်ခုကနေဘဝတစ်ခုကူးတာဘယ်ဘဝကလာတယ်ဆိုတာမသိကြဘူးပေါ့ဒါကြောင့်မို့လို့တပည့်တော်ကဘယ်ကလာတာတုံးဆိုတာဘယ်ဘဝကလာတာလဲလို့မေးတာမို့ဘုရားတပည့်တော်ကတပည့်တော်မှာမသိပါဘုရားလို့လျှောက်တာပါလို့ဆိုဘုရားဟုတ်လိုက်လေတာဓုငါပြောတာနဲ့မေ့ဘူးပေါ့ဒီလိုနော်ဒါဖြင့်ဘယ်သွားမှလဲလို့ဆိုတာကိုကျတော့ဘာလို့မသိပါဘုရားဖြစ်ဒီဘဝကနေပြီးတော့ဘယ်သွားမယ်ဆိုတာဘုရားကမေးတာဖြစ်မယ်ရက်ကန်းယုံသွားမယ်ဆိုတာအရှင်ဘုရားသိပြီးသားပဲဒါကြောင့်ဒီမေကုန်းဟာဘယ်ဘဝကိုသွားရမှာလဲဆိုတာကို
ရည်ရွယ်ပြီးတော့မေးတာဖြစ်သောကြောင့်တပည့်တော်ကလည်းမသိပါဖေဟာလို့အဲ့ဒါရည်ရွယ်ပြီးတော့ဖြေတာပါဆိုဖေဟာတာရုခေါ်တယ်တခါငါကမသိဘူးလားလို့မေးတဲ့အခါကျဘာကြောင့်သိပါတယ်ဖေဟာလို့ဖြေတာတော့ဆိုရသော်ဖေဟာမေးလို့ရင်ကနင်းသေးရမှမသိဘူးလားလို့မေးတာဖြစ်တယ်တပည့်တော်ကမရဏတတိအမြဲပွားနေတာဆိုတော့သေရမှသိပါတယ်ဖေဟာလို့လျှောက်တာပါတဲ့ဟုတ်ပြီတာရုခေါ်တယ်မြတ်စွာဘုရားဒါဖြင့်သိရလားလို့ပြောတဲ့အခါကျတော့ဘာဖြစ်လို့မသိပါဖေဟာလို့ပြောပြန်တာလဲလို့ဖြေပြန်တာလဲလို့ဆိုအေးသေရမှာတော့ဖေဟာတပည့်တော်မှသိပါတယ်တဲ့ဘယ်နေ့ဘယ်ရက်သေရမယ်ဆိုတာတော့ထိတ်ကိုတော့မသိပါဘူးတဲ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါကိုရည်ညွှန်းပြီးတော့တပည့်တော်မှဒီမေခွန်းကိုဖြေတာပါလို့ဆိုတော့ရသော်ဘုရားတာရုခေါ်တယ်လွန်ခဲ့တဲ့3နှစ်ကဟောထားတဲ့တရားကိုသူတယောက်တည်းကောင်းကောင်းမှတ်မိပြီးတော့မရဏတတိကိုကြာကြာနာနာပွားအဲ့ဒီကြတော့မှမြတ်စွာဘုရားကအလုံးကိုတရားဟောတဲ့အနေနဲ့ဘာဟောတော့ဆိုအန္တိဘူတောအယံလောကောမြတ်စွာဘုရားကဒီစကားလေးကစပြောလိုက်တာနော်အန္တိဘူတောအယံလောကောဒီလောကကြီးဟာတဲ့အန္တိဘူတောတကယ်ကတော့မျက်စိကန်းတာတော့မဟုတ်ဘူးဒါပေမဲ့ကန်းနေတယ်လို့ဖြစ်နေကြပြီမသိကြဘူးဒါလေးတော့မသိကြဘူးဒီမေခွန်းလေးတော့အဖြစ်မှန်မသိကြဘူးလို့မြတ်စွာဘုရားလှုပ်ဆိုတာနော်